ကိုကြီးမင်္ဂလာပါမလေးကိုမှတ်မိလားမှတ်မိအိတ်နေပြီလားမိုးလို့တင်ရွက်လေးတွေနေနေရင်တိမ်တွေပြူတော့မှချိုသေးတယ်ဝါဆိုရီသိတဲ့ရမီပါရှင်မမမမီတို့ရွှေပြည့်သူ surprise ဝန်ဆောင်မှုလုပ်ငန်းအနေနဲ့ပြန်လိုက်ကြိုဆိုလိုက်ပါတယ်ကဲဒီနေ့ကတော့18ရက်5လ2026ပေါ့နော်မမမီ surprise ဝန်ဆောင်မှုလေးတစ်ခုတော့ပို့ပေးမှာဖြစ်ပါတယ်မခွေးရှိလားဝင်ကြအောင်မနော်ကိုစုံမနိုင်ရှိလားကိုဖုန်းကြည့်နေရကိုလားဟုတ်ကြည့်နေရကိုလားဟုတ်မဟုတ်ကိုကြီးမင်္ဂလာပါမလေးကိုမှတ်မိလားမှတ်မိအိတ်နေပြီလားနည်းနည်းနောက်ကျသွားတယ်မူးရွာနေရနဲ့လေဟုတ်ကဲကိုကြီးထုံးတာတိုင်းလက်ဆောင်လေးတွေရလို့လာတာဟုတ်ကဲဒီနေ့ကဘာလေးရှိရလဲမသိမွေးနေ့ဒီမွေးနေ့ရှိရလားအဲ့ဒါလို့ရှိရင်ပေါ်တစ်ခေါက်ပို့ခိုင်းတယ်လို့ပဲလားမွေးနေ့ဒီမှာမွေးနေ့ကိတ်လေးလည်းပါတယ်ဒီမှာလည်းဝေသားပန်းစီလေးနဲ့ဒါလေးလက်ခံပေးပါအောင်ပဲဟုတ်ကဲထုံးတာတိုင်းပဲကိုကြီးပို့ခိုင်းတဲ့သူကတီးပြီးသားလားရှင်အဲ့မြေသူတို့နည်းနည်းနှောက်ရှက်ပေးလိုက်အောင်မယ်အခုတခုတော့မေးချင်တယ်အကိုကြီးကလေမိုးနဲ့ခက်တွေပါလေညာပါလားဘာဖြစ်လို့လဲဆိုတော့လေမနစ်ကလေသတင်းကြိုလာပြီးတော့ကလေလာတော့ကလေမိုးတွေတားရွာနေရလေမှတ်မိလားမသိလားမှတ်မိရဲ့အမိုးနဲ့ခက်ပါလာရင်ကိုကြီးဒီနေ့လည်းမိုးတွေတားရွာနေလို့လေကဲကိုကြီးအဲ့ဆို happy birthday ဘယ်နှစ်ပြရလဲမသိ34ဒီမှာဒီလိုလေးတော့ရေးခိုင်းလိုက်တယ်အဲ့ဆိုကိုကြီးကမှမွေးနေ့လေးကိုခုလိုတကူတကလုပ်ပေးတာရန်ကောင်းညီမလေးလားဟမ်မတင်ကိုပြောရလားအဲ့လိုဟိုတစ်ခါကွာလို့ပဲမေးလိုက်မယ်မတင်ဟုတ်ရဲ့လားမတင်ဟုတ်ရဲ့လားပေါ့ဒါမဲ့လေဒီတစ်ခါကကြရတယ်ညီမလေးပြောမယ်ဘာလို့ကိုကြီးကလည်းဒီလိုရင်ခုန်တဲ့ခံစားဖို့ညီမလေးရှိမပြောတော့ခုကကြတော့လေဒီတစ်ခါပြီးတဲ့မွေးနေ့ကိတ်ကလေးနဲ့ဒီဟာကြီးကလေငွေသားပန်းစည်းလေးကိုဒါပေမဲ့လေတစ်ခုတွဲစင်တာကလေခုပြီးခိုင်းလိုက်တဲ့သူကအကိုကြီးရဲ့မှာဒီမွေးနေ့ကိတ်ရဲ့ဒီပန်းစည်းလေးရဲ့ပြီးခိုင်းလိုက်တဲ့သူကသူ့ရဲ့မှာဘယ်လိုပြောမလဲလုံးဝညီမလေးပြောမယ်ချွေးနေစာချွေးနေစာနဲ့လုံးဝကိုစုစားအောင်ပြီးမှအကိုကြီးကိုမှတ်တရလေးဖြစ်စေချင်လို့ပြီးခိုင်းလိုက်တာအဲ့တော့ဒါတိဘယ်လိုလုပ်ပြီလားကိုကြီးသူ့ရဲ့ချွေးနေစာနော်အမျိုးသမီးကတော့လုံးဝမဟုတ်ဘူးအဲ့ဒါတော့ညီမလေးတေချာပေါက်ပြောရဲတယ်မကျန်အဲ့လိုပြတယ်လို့လားဟိုတစ်ခေါက်တော့လည်းသူ့လို့ထင်တာဟုတ်တယ်မလားဒါပြီးဆိုတော့ဟုတ်ဘူးသူကအဲ့လိုမရိုးတာဘူးလေဟုတ်တယ်မလားကဲအဲ့တော့ဒီတစ်ခါကလေဒီတစ်ခေါက်ကတော့တကယ်လုံးဝဘယ်လိုပြောမလို့သူ့ရဲ့မှာဘယ်လိုပြောမလို့ဒီပေါ့နော်အခုကိုပြောစီခြင်းလို့လုံးဝကိုချွေးနေစာလေးနဲ့စီစဉ်ပေးလိုက်တဲ့ကိတ်ကလေးနဲ့တန်းစီလေးအဲ့တော့ကိုကြီးနည်းနည်းမှတ်ကြည့်ပေးကဲသူဖြစ်မဲ့ချင်လဲဟဲ့ကဲတပည့်စဉ်းစားနေဟဲ့လား有了，